မြန်မာနိုင်ငံသားများဗန် MCB ဘဏ်က1992ခုနှစ်ကစတင်တည်ထောင်ခဲ့ပြီးအခု2025ဆိုရင်မြန်မာနိုင်ငံသား30သူပြည်သူတွေကြားယုံကြည်စိတ်ချရတဲ့ငွေကြေးပေါင်းမှုတရားအနေနဲ့ခိုင်မာစွာရပ်တည်လာနိုင်ခဲ့တာ33နှစ်တန်နဲ့ရှိခဲ့ပြီဖြစ်ပါတယ်။လက်ရှိမြန်မာနိုင်ငံတဝန်းမြို့ပေါင်း32မြို့မှာဘဏ်ခွဲပေါင်း58ခုဖွင့်လှစ်နိုင်ခဲ့ပြီးMCB ဘဏ်ရဲ့ငွေကြေးဆိုင်ရာဝန်ဆောင်မှုအဝါဝါကိုယုံကြည်စွာနဲ့ရယူတဲ့30မိဘပြည်သူတူတယောက်ချင်းစီကိုကျေးဇူးအထူးတင်ရှိသလိုများမကြတော့တဲ့အနာဂတ်တက်မှာပုံမပြည့်စုံပြီးနိုင်ငံတကာအဆင့်အတန်းမီဝန်ဆောင်မှုအသစ်တွေထပ်မံတိုးဆောင်လုပ်ဆောင်သွားမယ့်အကြောင်းအခုနေရာကနေအတိပေးပန်ကြားလိုက်ပါတယ်စီးပွားရေးလုပ်ငန်းတစ်ခုရဲ့အဓိကပြင်ပသွေးကြောက30သူပါ MCB ဘဏ်အနေဖြင့်လည်း30သူများကိုပုံမကောင်းမွန်မြန်ဆန်တဲ့ဘဏ်လုပ်ငန်းဝန်ဆောင်မှုတွေကိုအစဉ်အမြဲပံ့ပိုးပေးနိုင်ခဲ့သလို30သူများမှလည်းစိတ်တိုင်းကျစိတ်ကျဉ်းမှုရှိခဲ့တာကြောင့်ယနေ့အချိန်ကအထိနှစ်ပေါင်း33နှစ်တိုင်အခိုင်အမာအောင်မြင်စွာရပ်တည်နိုင်ခဲ့တာဖြစ်ပါတယ် MCB ဘဏ်၏ဒီပိုင်း CEO အနေဖြင့်30သူမိဘပြည်သူများကိုနောက်မှာလည်းပုံမကောင်းမွန်တဲ့ဗန်လုပ်ငန်းဝန်ဆောင်မှုတွေကိုပံ့ပိုးပေးသွားမှာဖြစ်တာကြောင့်မြမကုံမြမဘဏ် MCB ဘဏ်ကိုယုံကြည်စိတ်ချစွာအသုံးပြုကြဖို့လေးစားစွာမြစ်တာရက်ခံပန်ကြားရပါတယ်ပြည်သူစီးပွားရေးတိုးတက်လာပါမှတိုင်းပြည်စီးပွားရေးတိုးတက်လာမှာဖြစ်တာကြောင့်ဒီရည်မှန်းချက်တွေကိုအကောင့်ထဲပေါ်ဆောင်ရွက်နိုင်ဖို့ MCB ဘဏ်ဟာပြည်သူလူထုရဲ့ဘဏ္ဍာရေးရာငွေကြေးစီမံခန့်ခွဲမှုရေးရာများကိုကူညီဆောင်ရွက်ပေးလျက်ရှိပါတယ်။ယခုဆိုလို့ရှိရင်ငွေကြေးခိုင်မာတောင့်တင်းမှုနဲ့အတူရပ်တည်ခဲ့လေမှာနှစ်ပေါင်း33နှစ်ရှိပြီးနောက်နှစ်ပေါင်းများစွာမှာလည်းယခုတက်ဖို့ပြီးစတက်တဲ့ဖို့အောင်မြင်အောင်ကြိုးစားဆောင်ရွက်သွားမှာဖြစ်ပါတယ်။ MCB ဘဏ်ရဲ့အစဉ်တိုးတက်ပြောင်းလဲလာစေရန်ချမှတ်ထားသောနည်းဗျူဟာများကိုနှစ်စဉ်နှစ်တိုင်းစ조사ဆောင်ရွက်လျက်ရှိရာယခုနှစ်33နှစ်ပြည့်သက်တမ်းတွင်လည်းအဆင့်မြင့်တင်ထားသော Mobile Banking, Internet Banking များကိုလည်းသုံးစွဲသူများထံအောင်မြင်စွာမိတ်ဆက်ဆောင်ရွက်နိုင်ခဲ့ပါတယ်။ဆက်လက်၍လည်းပုံမတာလွန်ကောင်းမွန်သော Digital Transformation လုံခြုံ၍လွယ်ကူသော Digital Product နှင့်အတူဘဏ္ဍာရေးအရွေ့များကိုလည်းဒီဇိုင်းမဲ့ဆောင်ရွက်သွားပါမယ်MC ဘဏ်နေဖြင့်သုံးစွဲသူမိဘပြည်သူများ၏ဗဏ္ဍာရေးလိုအပ်ချက်တွေကိုတစ်ဖက်တစ်လမ်းကကူညီပံ့ပိုးဆောင်ရွက်နိုင်ရန်အတွက်ချင်းငွေအမျိုးအစားပေါင်းစုံလင်စွာဖြင့်နှစ်စဉ်နှစ်တိုင်းပံ့ပိုးကူညီလာတာဖြင့်33နှစ်တိုင်ခဲ့ပါပြီ။စုဆောင်းငွေအနံလိုသူတွေရောချင်းငွေရယူလူတွေရပါ MCB ၏ဝန်ဆောင်မှုကိုယုံကြည်စိတ်ချစွာဖြင့်ရယူနိုင်ပါတယ်။လက်ရှိမှာကျွန်တော်တို့ MCB ဘဏ်က33နှစ်တိုင်ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။ဒီလိုမျိုး customer တွေကြားထဲမှာရေရှည်ရပ်တည်နိုင်မှုအတွက် risk and compliance ကလည်းအရန်အရေးကြီးတဲ့နေရာတန်းလေးပါဝင်နေပါတယ်။ကျွန်တော်တို့ MCB ဘဏ်မှာ integrated risk management framework နဲ့ compliance framework ကိုကောင်းတယ်ပေါ်ဆောင်ရွက်ခဲ့ပြီးဖြစ်ပါတယ်။အဲ့ဒီ framework နှစ်ခုကလည်းနိုင်ငံကအသိအမှတ်ပြုစုတွေအများကြီးရရှိခဲ့ပြီးဖြစ်ပါတယ်။အနာဂတ်မှာလည်းကျွန်တော်တို့ MCB ဘဏ်အနေနဲ့ customer တွေယုံကြည်စိတ်ချတဲ့ဘဏ်တစ်ခုဖြစ်အောင်ဆက်လက်ပြီးတော့လှုပ်ဆောင်သွားပါမယ်။မြန်မာနိုင်ငံသားဘဏ်မှာဆိုလို့ရှိရင်တော့သုံးစွဲသူမိဘပြည်သူတွေကိုဝန်ဆောင်မှုတွေပေးနိုင်ဖို့အတွက်ကိုဝန်ထမ်းတွေကိုလည်းအကောင်းဆုံးလေ့ကျင့်သင်ကြားပေးလျက်ရှိပါတယ်။အကောင်းဆုံးဝန်ဆောင်မှုပေးနိုင်ဖို့အတွက်ကျွန်တော်တို့ MCB ရဲ့ဝန်ထမ်းတွေကိုဒီနေရာတော့ကျေးဇူးတင်ကြောင်းပြောရင်းနဲ့ကျွန်တော်တို့ရဲ့မိဖက်ကုမ္ပဏီတွေเนาะကျွန်တော်တို့ရဲ့ဒီဝန်ထမ်းတွေနောက်ကျွန်တော်တို့ရဲ့သုံးစွဲသူမိဘပြည်သူတွေကိုကျေးဇူးတင်ကြောင်းဒီနေရာကပြောကြားရင်းနဲ့33နှစ်မြောက် MCB ရဲ့တစ်ပတ်လည်နေ့ကိုဂုဏ်ပြုကြောင်းဒီနေရာပြောကြားချင်ပါတယ်MCB ဘဏ်ခွဲတိုင်းမှာ customer တဦးတယောက်ချင်းစီရဲ့လိုအပ်ချက်တွေအပေါ်မူတည်ပြီးငွေစုပန်စည်းရင်ဝန်ဆောင်မှုများငွေလွှဲပြောင်းခြင်းငွေသွင်းငွေထုတ်ခြင်းဆိုင်ရာဝန်ဆောင်မှုများ customer များရဲ့နေ့စဉ်လိုအပ်ချက်တွေကိုစိတ်တိုင်းကျရယူနိုင်မဲ့ customer service ဝန်ဆောင်မှုများကိုအချိန်နဲ့တပြေးညီလွယ်ကူမြန်ဆန်တိကျသေချာစွာရယူနိုင်ဖို့ဆောင်ရွက်ပေးလျက်ရှိပါရဲ့ရှင်ငွေသားစုဆောင်းအနှံခြင်းသူ customer များအတွက်လည်းအတိုးနှုန်းမြင့်မားတဲ့ငွေစုအကောင့်မျိုးစားများစွာထားရှိဝန်ဆောင်မှုပေးနေတဲ့အပြင်ဝန်ထမ်းလစာပေးချေခြင်းဆိုင်ရာ payroll service အစရှိတဲ့ဘဏ္ဍာရေးဝန်ဆောင်မှုများကိုလည်းတာဝန်ယူဆောင်ရွက်ပေးလျက်ရှိပါတယ်။ Digital Banking ဝန်ဆောင်မှုအဖြစ်အချိန်နေရမရွေးငွေပေးချေလွှဲပြောင်းမှုအတွက် MCB M-Banking, iBanking, Mobile Wallet အနေဖြင့် Citizen Pay တို့အပြင်အခြားသော Digital Product များဖြစ်တဲ့ Debit Card နဲ့ Credit Card များကိုတာဝန်ယူဆောင်ရွက်ပေးနေပြီးဘဏ်ရဲ့ချိတ်ဆက်ကွန်ရက်တွေလုံခြုံစိတ်ချမှုရှိအောင်နဲ့အကောင်းဆုံးသော User Experience ရစေရန်အတွက်တာဝန်ယူဆောင်ရွက်ပေးနေပါတယ်။
တဦးချင်းချေးငွေဝန်ဆောင်မှုများအနေဖြင့်လည်း hire purchase loan များ education loan personal overdraft loan solar financing အစရှိတဲ့ချေးငွေဝန်ဆောင်မှုများကိုလည်းလွယ်ကူအဆင်ပြေဆုံးဖြစ်အောင်ဆောင်ရွက်ပေးလျက်ရှိပါတယ်ရှင် SME Solutions ဝန်ဆောင်မှုများအတွက်တော့တနိုင်တစ်ပိုင်းစီးပွားရေးလုပ်ငန်းရှင်များဒေသအလက်စားနဲ့အငယ်စားစီးပွားရေးလုပ်ငန်းရှင်များအတွက်ချေးငွေဝန်ဆောင်မှုများငွေကြေးဆိုင်ရာအကြံပေးဝန်ဆောင်မှုများကိုတာဝန်ယူဆောင်ရွက်ပေးလျက်ရှိပါတယ် Trade Service အတွက်လည်းပြည်တွင်းပြည်ပပို့ကုန်သွင်းကုန်ဆိုင်ရာကုန်သွယ်ရေးရာများငွေကြေးထောက်ပံ့ခြင်းဆိုင်ရာဝန်ဆောင်မှုများကိုအချိန်နဲ့တပြေးညီတာဝန်ယူဆောင်ရွက်ပေးနေပါတယ် Corporate Banking ဝန်ဆောင်မှုများအတွက်အကြီးစားစီးပွားရေးလုပ်ငန်းရှင်တွေနဲ့အဖွဲ့အစည်းများအတွက်ချေးငွေဝန်ဆောင်မှုများငွေကြေးစီမံခန့်ခွဲမှုများကိုလည်းလှုပ်ဆောင်ပေးလျက်ရှိပါတယ်ရှင် ကျမကတော့မြန်မာနိုင်ငံသားများဘဏ်ရဲ့ Finance Department မှာတာဝန်ထမ်းဆောင်ရတဲ့အတွက်ကြောင့်မို့လဲအရန်ကိုဂုဏ်ယူမိပါတယ် ကျမတို့နဲ့17နှစ်ကျော်ကာလတွေမှာဝန်ထမ်းတစ်ယောက်အနေနဲ့တာဝန်ထမ်းဆောင်ခဲ့တဲ့အတွက်အရန်ကိုဂုဏ်ယူမိပါတယ် customer ရဲ့ယုံကြည်မှုတွေကြောင့် MCB ဘဏ်ဒီအချိန်အထိရပ်တည်နိုင်ခဲ့ပြီးတော့ကျမတို့ဝန်ထမ်းတွေရဲ့တမတ်ကြမှုတွေပုံမှာလည်း proud ဖြစ်မိပါတယ်ရှင် လောဘော်ကိုင်ဘက်ကောင်းလေးတွေနဲ့စုံစည်းခွင့်ရတဲ့အတွက် MCB ကိုကျေးဇူးတင်ပါတယ် ဒီလိုခိုင်မာစွာရပ်တည်နေတဲ့ဘဏ်ကြီးနဲ့အတူတူဝန်ထမ်းတစ်ယောက်အနေနဲ့ရင်းရှိမှာလက်တွဲသွားဖို့အတွက်အများကြီးဂုဏ်ယူဝမ်းသာမိပါတယ်ရှင် MCB ရဲ့ဝန်ထမ်းတွေရဲ့တဦးပေါ်တူမိသားစုဝင်တွေလို့ထားရှိတဲ့နှွေးထွေးမြစ်တာတွေတဦးကိုတူဖိမကူညီရန်ပြမှုတွေဟာကျွန်တော်တို့တော့ဝမ်းသာပီတိဖြစ်ရပါတယ်ခင်ဗျ MC ဘဏ်ကြီးမှာ58ဘဏ်ရှိရပေါ့နော်ဆိုတော့ကျမကဘဏ်ခွဲပေါင်း100ကျော်ဖြစ်လာအောင်ကျမကလည်းစူးစမ်းပြီးဆောင်ရွက်ပါမယ် MC ဘဏ်ကြီးတို့တဲ့အောင်မြင်မှုနဲ့အတူကျမပါဝင်ပြီးတော့တောင်းတနေရနေပြီးတော့ပါဝင်ဆောင်ရွက်ပေးပါမယ်ရှင် ဘဏ်ခွဲလာတဲ့ customer တိုင်းကအဆင်ပြေချောမွေ့အောင်စိတ်ကျဉ်မှုရရှိအောင်တာဝန်ထမ်းဆောင်ပေးရမယ်အဆင်ပြေအောင် service ပေးရတာကတော့အရေးကြီးဆုံးပါပဲ ငွေရန်ဘွားကနေပြီးတော့ဘဏ်ခွဲတက်ဝင်တဲ့ဘဝအထိကိုတာဝန်ထမ်းဆောင်ပေးခဲ့တဲ့ပြုစုပြောင်းထောင်ပေးခဲ့တဲ့ MCB ဘဏ်ကိုလည်းအထူးပဲကျေးဇူးတင်ရှိပါတယ် MCB ရဲ့တောင်းတနေရနေပြီးတော့ customer တွေအတွက်ကြိုးစားသွားပါမယ် ကျမရဲ့တင်ကကျမပေါ်မှာယုံကြည်အားကိုးပြီးစ조사ပြီးတော့ရလက်တွေမြင်ရတဲ့အခါမှာကျမတို့ရင်ဆိုင်နေရတဲ့challenge တွေ responsibility တွေကြားထဲမှာအင်အားတွေဖြစ်ရပါတယ်ရှင် MCB ဝန်ထမ်းတွေကတင်းဝရှိရှိနဲ့လုပ်ကင်ဆောင်ရွက်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ MCB ကအောင်မြင်မှုတွေတိုးတက်ဖြစ်ထွန်းခဲ့ပါတယ်ရှင် ကျမတို့ဟာနေ့စဉ် customer တွေကိုဝန်ဆောင်မှုပေးနေရတာဖြစ်တဲ့အတွက်ဒီနေ့အဖြစ်တာဝန်ကြီးပါတယ်ဒီလို customer တွေကကိုယ့်ဘဏ်ကိုယုံကြည်စိတ်ချစွာသုံးစွဲပေးတဲ့အတွက်လည်းကျမကဘဏ်ကိုစားအထူးပင်ကျေးဇူးတင်ပါတယ်ရှင် MCB ဘဏ် Trade Business ကိုပုံမကျေပန်ကောင်းမွန်အောင်လုပ်ဆောင်ပေးနိုင်ခဲ့တဲ့အတွက်အရန်ဂုဏ်ယူရပါတယ်ရှင် Management Training တယောက်အနေနဲ့ MCB ရဲ့ working process တွေပုံမလက်ကူမြန်ဆန်အောင်လုပ်ဆောင်နိုင်မှုအတွက် manual process တွေကနေအခုဆို system automation တွေနဲ့အစားထိုးအသုံးပြုနိုင်အောင်လုပ်ဆောင်ပေးရတဲ့ဌာနမှာအလုပ်လုပ်ရတာဂုဏ်ယူမိပါတယ်ရှင် ဘန်ကင်းဆိုတာစီမင်းစည်းကမ်းတွေတင်းကျပ်ပေးမဲ့ကိုယ့်ရဲ့လုပ်ဖို့ကိုင်မဲ့ကောင်းနေကြောင်းစိတ်ပီစီမှုတွေရောကြပြီးတော့အခုတော့လုပ်ငန်းခွင်ဆိုတာကိုယ့်အတွက်အင်လိုပါပဲ ကျွန်တော်တို့ MCB ဘဏ်ကြီးရဲ့ရည်မှန်းချက်တွေကျွန်တော်တို့ပြင်ပြီးဖို့အတွက်ဆိုရင်ကျွန်တော်တို့ NLD စစင်ကနေပြီးတော့အတတ်နိုင်ဆုံးပါဝင်လှုပ်ဆောင်သွားမှုပဲလို့လည်းကျွန်တော်တို့ပြောကြားလိုပါတယ် 33နှစ်မှ80ချီမြန်မာနိုင်ငံသားတိုင်းအတွက် MCB